Hello အားလုံးပဲမင်္ဂလာပါတန်စကန် TV Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြပြသွားမှာတော့ ESL Pro League Season 22 Playoff Stage ရဲ့ prediction ကိုကျွန်တော်ပြပြသွားပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင် prediction ပဲဖြစ်ပါတယ်ဒါကတော့ Playoff Stage ရဲ့ bracket ပဲဖြစ်ပါတယ်ဒီမှာဆိုရင်ဘယ်နဲ့တွေ့ရမလဲဆိုရင် Sprint နဲ့ Free နဲ့တွေ့ရမယ် Furia နဲ့ Fidelity နဲ့တွေ့ရမယ် Mouse နဲ့ Navi နဲ့တွေ့ရမယ်2D မနဲ့ Falcon နဲ့တွေ့ရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Sprint နဲ့ Sprint နဲ့ မှာဆိုရင်တော့ကျွန်တော် Sprint ပဲ semi final တက်ရောက်သွားမယ်လို့ထင်ပါတယ် Face ကအခုတောင်းမှမစားခင်မှာ twist ကိုပြန်ခေါ်လိုက်တယ်ဆိုရင်လည်း individual skill ဘိုင်းရောတင်းဝေါ်ဘိုင်းရောမှာ Sprint ကတာပါတယ်အဲ့တော့ကျွန်တော် Sprint ပဲ semi final တက်ရောက်သွားမယ်လို့ထင်ပါတယ်ပြီးတော့ max over 2.5 နဲ့သဘောကျပါတယ်ပြီးရင်နောက်တစ်ပွဲကကြတော့ Furia နဲ့ Fidelity Furia နဲ့ Fidelity မှာဆိုရင်တော့ရှင်းပါတယ် Fidelity ပဲ semi final တက်ရောက်တော့မှာပါပြီးရင်နောက်တစ်ပွဲက Mouse နဲ့ Navi Mouse နဲ့ Navi မှာဆိုရင်တော့ကျွန်တော် Mouse ပဲ semi final တက်ရောက်တော့မယ်ထင်ပါတယ်Navi ကအခုတောင်းမှပြန်ကောင်းလာမှန်ပေမဲ့လေ Mouse ကိုရှင်နိုင်တဲ့အနေအထားမှာတော့မဟုတ်သေးဘူးဗျကျွန်တော်ဒီမှာ Mouse က semi final တက်ရောက်တော့မယ်ပြီးရင် max over 2.5 လေသဘောကျပါတယ်ပြီးရင်နောက်ဆုံးပွဲ2D man နဲ့ fail 2D man နဲ့ fail မှာရှင်းပါတယ် fail ကိုပဲ semi final တက်ရောက်တော့ပါဘာလို့လဲဆိုတော့ဒီ playoff stage မစခင် stage 2မှာ playoff ကိုအရင် quarter final ဖြစ်သွားတယ်နှစ်တင်းကတော့ sprint နဲ့ fail ကိုပဲဖြစ်ပါတယ်အဲ့ဒါ fail ကိုနဲ့ဒီတောင်းမှာတိတိတထိုင်ကောင်းမလာတာတွေ့ရပါတယ်အဲကြောင့် fail ကိုပဲ semi final တက်ရောက်တော့ပါအဲ့တော့ကျွန်တော်ရွေးချယ်သွားတာတွေကတော့ sprint နဲ့ free မှာ sprint အနိုင်နဲ့ max over 2.5 Furia နဲ့ Fidelity မှာ Fidelity အနိုင် Mouse နဲ့ Navi မှာ Mouse အနိုင်နဲ့ total over 2.5 2D မှန်နဲ့ Falcon မှာ Falcon အနိုင်အားလုံးပဲကျေးဇူးတင်ရှိပါတယ်ဗျ